ထားနဲ့မထားနဲ့ဘာမနဲ့မနဲ့မပြင်းနဲ့တော့တပြင်းနော်အဖေနဲ့လူနေသလားဘာမှပြဖို့ဒီမှာအလွတ်ကြီးမျိုးတို့ရေးဒီမှာဒါ29လမ်းထောင်မှာပြိုးကုန်ပြီဗျာနော်စကားပြောနေနေဒီလိုဖြစ်သွားတာတော်တော်ကိုကြမ်းတယ်ဟိုမှာကားတွေလည်းဖိကုန်ပြီအကုန်ပြိုးကုန်ပြီနော်ဟိုဘက်မှာ